ပေါက်တံမှန်အသစ်ပါမယ်ဆေးအသစ်ပါမယ်ကြွေပြားအသစ်လည်းခင်းပေးထားပြီးတော့ဘူတိုင်းအသစ်လေးနဲ့ဘေးစင်ကိုလည်းအသစ်လုပ်ပေးထားတဲ့ဒီလိုမျိုးအသစ်တွေနဲ့ဖွဲ့စည်းထားတဲ့အခန်းလေးတစ်ခန်း400ကျော်နဲ့ရန်ကုန်မြို့မှာရှိနိုင်ပါမလားမင်္ဂလာပါမိတ်ဆွေတို့ဟိန်းတက်အကျိုးတော်ဆောင်ယူဇနာဦးရင်မြို့တော်တိုက်ခန်းရောင်းဝယ်ငါ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မိတ်ဆွေတို့ကိုရန်ကုန်မြို့ရဲ့ယူဇနာဦးရင်မြို့တော်တကုံစိတ်ကံ6လမ်းပြည်မှာရှိတဲ့400ကျော်တိုက်ခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်တို့ဗီဒီယိုလေးကိုတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးဗျဒါကတော့ဝင်ဝင်ချင်းတက္ကမအပေါက်ကြီးဖြစ်ပြီးတော့တမန်တကားတွေကျွန်းတကားတွေနဲ့အလှဆင်ထားတဲ့တစ်တွေပဲသုံးထားတာဖြစ်လို့ကြွကြွရွရွရှိမယ်အဲ့ကနေမှဝင်နိုင်ရင်ကျွန်တော်တို့အေကန်းကိုမြင်ရမှာဖြစ်ပြီးတော့ဆေးအသေးကြွေပြားအသေးကြောင့်အခန်းတော်တော်လေးကိုမလှလှပပဖြစ်နေတယ်အဲ့ကနေမှကျွန်တော်တို့ slide တော့ပေါက်တမန်တွေကိုတေချာပြီးရရင်ပြပေးမယ်ဒါကတော့မီတာပေါက်ပါ main တင်ချခလုံးနဲ့ရေမော်တာခလုံးတွေပါပြီးအခန်းရဲ့ပတ်ချလေးလေးကိုတေချာလေးရိုက်ပြပေးမယ်ဒီစနဥယျာဉ်မျိုးတော့အခန်းဖြစ်တဲ့အတွက်အခန်း3ခန်းဖြစ်တော့ဖွဲ့စည်းထားပြီးပထမဆုံးအနေနဲ့ကျွန်တော်တို့အခန်းတွေကိုပြောခင်ပေါက်တမန်နဲ့ slide တော်လေးကိုတစ်ချက်ပြပေးမယ်ဒါကတော့ပေါက်တမန်ပါစနုတ်တာထက်ဖြစ်တဲ့အညီကျွန်တော်တို့အပေါ်စီးကနေရိုက်ပြထားတာဖြစ်ပါတယ်အကုန်လုံးမြင်ကွင်းတွေကိုရှင်းရှင်းလေးမြင်ရမှာဖြစ်ပြီးတော့လမ်းကောင်းနေရာကောင်းလေးတစ်ခုလို့တော့ပြောရမယ်ဗျဒါကတော့ဝင်ဝင်ချင်းဖျားကန်မှာလည်းထုံးနီ၎င်းပဲကျွန်တော်တို့ပေါက်တမန်နဲ့စမ်းရှိတ်ဒီအကုန်တက်ပေးထားတယ်တွင်းငန်းတကားကိုလည်း slide တော့ဖြစ်တက်ပေးထားပြီးဆေးတစ်တွေအကုန်ကျွေးပြတစ်တွေအကုန်ပြန်လုပ်ပေးထားတယ်ကျွန်တော်တို့အဲ့ကနေမှဒုတိယမြောက်ခန်းလေးကိုပြပေးမယ်ဒုတိယမြောက်ခန်းလေးကတော့တယောက်တည်းနေတဲ့သူတွေအတွက်တော်တော်လေးမှဆင်ပြေပြီးမီးလုံးတွေ slide တော့တကားတွေတစ်ကျွေးပြတစ်အကုန်တက်ပေးထားတယ်ကျွန်းတကမအတစ်ကြီးလည်းတက်ပေးထားပြီးတော့အဲ့ကနေမှထွက်ရင်နောက်ဆုံးခန်းကျဲမိသားစုခန်းလေးတွေကိုလိုက်ပြပေးမယ်မိသားစုခန်းလေးတွေမှာလည်းစမ်းရှိတ်တက်ပေးထားပြီးတာမန်အတစ်တွေတက်ပေးထားတယ်ဆေးတစ်ကျွေးပြတစ်သုံးပေးထားတယ်ကျွန်းတကမအတစ်ကြီးလည်းသုံးပေးထားတာကြောင့်မိသားစုတွေအတွက်တော်တော်လေးကိုမှတင့်လျော်တဲ့အခန်းလေးတစ်ခန်းဖြစ်တယ်ကျွန်တော်တို့အခန်းကျဲလေးတွေကနေထွက်လာရင်တစ်ဖွဲ့စည်းထားတဲ့ဘေးစင်ကုန်းတစ်ဆက်ဆက်ကြီးကိုမြင်ရမှာဖြစ်ပြီးတော့ကျွေးပြဒီဇိုင်းနဲ့တော်တော်လေးကိုမှကြောရွာဖြစ်နေတယ်နောက်ပြီး print box 3ပေါက်ကိုလည်းတာမန်အတစ်တွေနဲ့တက်ပေးထားပြီးတော့ဆေးတစ်ကြောင့်ဘေးစင်ကုန်းကြီးကတော့တော်တော်လေးကိုလှတယ်ပြောရမယ်ဗျအဲ့ကနေမှကျွန်တော်တို့ရေချိုးခန်းလေးကိုတစ်ချက်ပြပေးမယ်ရေချိုးခန်းမှာလည်းအသုံးပြုသူတွေအတွက်အဆင်ပြေအောင်အုတ်ကန်လေးဖွဲ့စည်းထားပြီးအပေါ်ရေတိုက်ကနှလုံးမှာတက်ဆင်ပေးထားတယ်ဒီချာလေး Q site လုပ်ပေးထားတာဖြစ်ပါတယ်ဒါကတော့ပိုးတိုင်းမှာကျွေးပြတစ်တွေပိုးတိုင်းအတစ်တွေတက်ဆင်ပေးထားပြီးကျုံတကားကြီးလည်းတက်ပေးထားတယ်ဒါကတော့နောက်ဖေးဆောင်လေးဖြစ်ပြီးတော့ကျွေးပြတွေနောက်ဖေးဆောင်တွေခင်းပေးထားတယ်ဒီကတော့နောက်ပတ်ချမ်းအနေတအိမ်လုံးကို overall ရိုက်ပြပေးတာဖြစ်ပါတယ်ခင်ဗျဒီခန်းလေးကလက်ရှိပိုင်ရှင်ကိုစောင့်မြုံနေတော့အခန်းလေးပဲဖြစ်ပြီးတော့ဒုံစိတ်ကမ်းမြို့နယ်ယူဇနာဦးရင်မြို့တော်မှာ495သိန်းညှိနှိုင်းစည်းလေးနဲ့ရမယ်ဗျဒီခန်းကိုစိတ်ဝင်စားလေးပဲဖြစ်ဖြစ်လာရောက်ကြည့်ရှုကြည့်လေးပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းလိုလေးပဲဖြစ်ဖြစ်3940899989 Fiverr သို့မဟုတ်ဖုန်းနံပါတ်ကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျယူဇနာဦးရင်မြို့တော်တိုက်ခန်းများရောင်းခြင်းလေးဖြစ်ဖြစ်ဝယ်ခြင်းလေးဖြစ်ဖြစ်ငှားခြင်းလေးဖြစ်ဖြစ်အချိန်မီအင်တာကျူတော်ဆောင်ယူဇနာဦးရင်မြို့တော်တိုက်ခန်းရောင်းဝယ်ငှားအားဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျဈေးတန်ရမယ်ခန်းမှန်စီရမယ်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အားလုံးပဲအဆင်ပြေသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ